ဖွဲ့တွေဘယ်ကမှမတည်ဘူးမိကြောင်လိုက်ကြတယ်တင်းသားလို့မရဘူးအဲ့အရာတိုင်းထိုင် ခုနတော့ ထိုင်ပြီးတင်းသားလိုက်အဲ့ပဲတင်းသားဟောခင်ဗျာ ခုနတော့မေပြောတယ်တရားလိုပဲလေဟိုမြို့သားတွေကရေကန်ထဲမှာတဲ့ဟိုရေဘဲတွေပေါ့ကြောဘဲတွေကရေကန်ထဲလာပြီးတော့ဟိုနေနေတာမြို့သားတွေကထိုင်ကြည့်နေကြတာအဲ့မှာဒေါသတယောက်ကလာပြီးတော့ဟာဒီလူတွေဘဲချောင်းနေတာပေါ့လေဒိတွေလည်းကြီးတွေလှတယ်ပေါ့မင်းဝယ်ချင်လို့လားကွာလို့မြို့သားတွေကပြောရတယ်ရောင်းရင်ဝယ်တာပေါ့ကြာတကောင်ဘယ်လောက်တုံးလို့တကောင်တစ်ချက်ပေါ့ဟာမြို့မှာတော့မရဘူးဟာဒီကောင်တွေဘဲသေးချောင်းမသိပဲနဲ့တကောင်တစ်ချက်နဲ့ရောင်းတာဘယ်နှကောင်ကြည့်တော့ဆိုကိုလူကလည်းရမ်းပြောလိုက်တာပေါ့30ရှိတယ်လို့ပြောတာပတ်စံ30ပေးတယ်ခါတယ် ဘယ်လေးလဲ အဲ့ကျတော့မြို့သားတွေကဘဲအကောင်30ကိုဟိုရောင်းလိုက်တာတကောင်တစ်ချက်နဲ့ပတ်စံ30ရပြီဆိုမြို့သားတွေပြန်သွားတယ်ဟိုဒေါသအယူကဟိုကန်တွေကဘဲတွေထိုင်ဆောင်နေရတယ်ငါဘဲတွေနေညနေကျတော့ဘဲတွေကတောထဲကိုပြန်သွားရောငါဘဲတွေဘေးသွားမသိဘူးဆိုတော့တောထဲလိုက်တော့ဘဲတွေကတောထဲကဘဲတွေဆိုတော့ရိုင်းနေဆိုတော့တောထဲပြန်သွားကျန်တဲ့ဘဲလေးတွေရှိဦးမှာပဲဆိုသွားကြည့်တော့ကျန်တဲ့ဘဲလေးတွေ4-5ကောင်လောက်ကျန်သေးတယ်ဟိုငါဘဲလေးတွေကျန်ပါသေးတယ်ဆိုတော့အဲ့ဒါလည်းအချိန်တန်တော့ပြန်သွားတော့အချိန်တန်တော့ပြန်သွားတော့ဟိုဘဲဝယ်ထားတဲ့လူကယူရမလို့ဖြစ်နေပြီဘဲတွေကတကောင်မှမရှိတော့တောထဲပြန်သွားပြန်ကုန်တာအခုလည်းအမေလည်းအဲ့လိုပဲလေငါသားသမီးတွေနဲ့ဘဲတွေအချိန်တန်တော့သူကသူပြန်တောထဲပြန်ကုန်တာတောထဲဘဲတွေဆိုတော့တောထဲပြန်သွားဟင်ပြန်ကြတော့မိုက်ပြန်လာမှဝေးရပြန်လာလိုက်မမြောင်ပြန်ကြတာဟုတ်တယ်မလားအဲ့ဒါအမေကငါပဲလှုပ်တော့မလားအတောင်းလေးသုံးပဲပြန်ရနော်ငါလာလေးဒီကောင်လုံးနဲ့လေနော်လုံးနဲ့မဲမွေးလာတယ်မဲအေးရတာသမီးကိုမဲတော့လည်းညောတာမတိလို့တစ်ချက်နဲ့ဝယ်မိတာဟုတ်မတိလို့ဝယ်မိတာဟုတ်မဝယ်တော့နဲ့ဝယ်လို့လည်းမရောင်းလို့လည်းရတော့ဝယ်လို့လည်းမရတော့ဝယ်လို့လည်းမရတော့လက်မိုင်ရှာပြီးတော့ဝယ်ရုံနဲ့ပြတ်သွားပြီဝယ်ရုံလည်းပြတ်သွားပြီဝယ်ရုံနဲ့အကြီးကြီးပြတ်သွားမဝယ်တော့နဲ့ရောင်းတော့နဲ့ဝယ်လာလည်းမရှိတော့ဝယ်ရလည်းမရှိတော့ဘူးရောင်းမရမရှိတော့ဝယ်မရမရှိတော့ဒီလေးပဲဝယ်ပြီးသားတွေလည်းဘဲတွေပြန်ကုန်ဝယ်ပြီးသားတွေလည်းပြန်ကုန်ဒါပဲလေဘဲလိုက်ရှာမလို့ဘာပဲလို့ငါဘဲတွေပြန်သွားတယ်ဆိုထိုင်းငိုယုံမှလွဲလို့ကျွန်တော်တော့မရတော့ဘူးမရတော့ဘူးဒါဥပမာတမ်းကြတာပေါ့နော်နေလည်းမတိလို့ဝယ်မိတာပေါ့တိမဝယ်ဘူးပေါ့နော်ဟုတ်ကဲ့အဲ့ကျတော့မဝယ်တော့မလားမဝယ်နောင်သားကြီးလည်းရပြီငါဘဲမဟုတ်ဘူးဆိုတော့တိသွားကြီးဟုတ်တယ်မလားဟုတ်ပါအခုဘဲတစ်ကောင်တော့ကြမှာပြီနှိပ်ပြီးစိတ်ပြီးတာနှိပ်ပြီးဘဲတော့အဝါဘဲအဖြစ်မဟုတ်ဘဲဝါလေဟုတ်ကောင်းဖြစ်တယ်ကျမချမ်းပါသည်ကျမချမ်းသာပါကျမရရရရရမဆက်